Hello အားလုံးပဲမင်္ဂလာပါ brother တို့ကျွန်တော်ကတော့ V1 ပဲဖြစ်ပါတယ် game ထဲကို season မကုန်ဘဲနဲ့ hero သိတကောင်ရောက်လာသလိုတော့ခံစားသွားရမယ်ကတိတာရဲ့ refresh ကြောင့်ပြောပြမှာဖြစ်ပါတယ် Okay ကဲ brother တို့အားလုံးပဲတခုပြောစရာရှိပါတယ်ဗီဒီယိုလေးမစခင်ပါနော်ဆိုတော့ကျွန်တော် channel ကတော့ subscriber 1000ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့1000ပြီးရင်ကျွန်တော်ကဘာလုပ်ပေးမလဲဆိုရင်star like ကတ်တွေတော့ဘာတွေတော့ပေးဖြစ်အောင်မဟုတ်ဘူးဗျဒါပေမဲ့ကျွန်တော်ရဲ့ subscriber တွေထဲက content လုပ်ထားတဲ့ video တွေကိုကျွန်တော် reaction လုပ်မှာဖြစ်ပါတယ်reaction ကလည်း video ကြာသွားမှာဆိုလို့ brother တို့အဲ့ reaction video တွေကိုကြိုက်တယ်ဆိုရင်ကျွန်တော် part 2 part 3အဲ့လိုခွဲပြီးတော့တင်ပေးမှာဖြစ်ပါတယ်ဆိုတော့ video လေးကိုစလိုက်ကြအောင် brother တို့ let's go ကဲဆိုတော့အခုမြင်ရတာကတော့ကျွန်တော်ကတိတာရဲ့ reverb ပုံစံပဲဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ intro animation တွေဘာတွေကတော့မရှိသေးဘူးဗျာဒါပေမဲ့သူကဆင်ပြေတယ်ပေါ့နော်ကြည့်ရတာအရင်ပုံစံနဲ့လုံးဝမတူတော့ဘူးဗျာဆိုတော့ပိုပြီးတော့လည်းမိုက်လာတယ်ဆိုတော့ gameplay training တွေကိုသွားကြည့်ရအောင် brother တို့ဒါကတော့ကျွန်တော်စမ်းသပ်နေစေဖြစ်တဲ့ကျွန်တော်ရဲ့ကတိတာရဲ့ hero design ဖြစ်ပါတယ်ဆိုတော့ passive ကတော့ထူးမရှိဘူးပေါ့နော်ဆိုတော့မိုက်လဲမိုက်လာတယ်ပို့ပြီးတော့ဆိုတော့ skill 1လေးစမ်းကြည့်ကြအောင်ဆိုတော့ skill 1ကတော့ကျွန်တော်ပုံစံကဗျာအရင်နဲ့မတူတော့ဘူးဗျာကျွန်တော်စမ်းတဲ့အချိန်မှာလေးနည်းနည်းတော့ကွာတယ်ဒါပေမဲ့ပုံမှန်ပဲပေါ့နော်နည်းနည်းလေးပဲကွာသွားတယ်ဒါပေမဲ့ skill 2ကတော့တိတိတသားကြီးကွာသွားတယ်ဗျဘာလို့ပြရမလဲဒီမှာဆိုဗျာ skill 2ကတိတိတသားကြီးကွာသွားတယ်ဘယ်လိုတော့ကွာသွားလဲဆိုရင်ဗျာအရင်လိုပုံစံမဟုတ်တော့ဘဲနဲ့ဘေးမှာကြောက်တွင်နဲ့ကာထားပြီးတော့ဗျာရေတွင်းတဲ့ရေတွေထွက်လာတယ်လို့မျိုးလုပ်ထားဗျာရေတွင်းဆိုတာလည်းအောက်မှာဘာမှမမြင်ရဘူးပေါ့နော်ဘာမှမမြင်ရဘူးဆိုတာတော်နက်တဲ့ရေတွင်းတစ်ခုအဲ့လိုပုံစံမျိုးတက်ရောက်စေတယ်ပေါ့နော်ဘေးမှာကြောက်သားလေးနေဗျထိုင်လို့ရတဲ့နေရာပေါ့နော်ဒါပေမဲ့အဲ့မှာတော့သွားထိုင်လို့မရဘူးကတိတာရဲ့သူကစကေးထူးစော်လေးဆိုတော့ပုံစံကတော့ကျွန်တော်တို့အရင်နဲ့တော်ကွာသွားတယ်ပြီးတော့ပို့ပြီးတော့လည်းမိုက်လာတယ်ပေါ့နော်ဆိုတော့ brother တို့အနေနဲ့ဒီ reverb ကိုဘယ်လိုမြင်လဲဆိုတာလည်း comment မှာရေးပေးသွားလို့ရပါတယ်ဆိုတော့နောက်တဲ့ edit တော့ edit ကတော့ကျွန်တော်သိတဲ့အတိုင်းပဲအိုးအရင်နဲ့တော့မတူဘူးဗျဘေးမှာအလုံးလေးနေဖြစ်သွားတယ်ဗျအရင်ကအဲ့လိုအလုံးလေးမဟုတ်လေရေလှိုင်းလေးထင်တယ်ပေါ့နော်ဟုတ်တယ်နှစ်ခုတော့မနိုင်ရှင်ပြတော့ဘူး reverb ကရောက်လာပြီဆိုတော့ဒီနော်ဆိုတော့ brother တို့ကလည်းဒါကိုဘယ်လိုမြင်လဲဒီ reverb ကိုကြိုက်လားဆိုတော့ comment မှာရေးပေးကြလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ပတ်ကြီးဆော့တဲ့လူတွေအတွက်လုံးဝမပန်းတဲ့ပတ်ကြီး skin head ဟာလေးတခုတင်မှာပေါ့နော် on skin လို့တော့မရဘူးဗျာဒါပေမဲ့ skin head လို့ရတယ်ဘယ်တဲ့နဲ့ကိုပဲကောက်ကျွန်တော် skin နဲ့ပဲဖြစ်နေမှာဗျာဘယ်ဘုံပဲကောက် skin နဲ့ဖြစ်နေမှာပြီးတော့ card skin ဆိုလဲ auto ပါမယ်ဗျာအဲ့လိုမျိုးပုံစံနဲ့ကျွန်တော် file ကိုထည့်ရတာလည်းလွယ်တယ်ဟိုလို game ကိုဆွဲပြီးဆွဲရတာမဟုတ်ဘူးဗျာမဟုတ်ဘဲလဲကျွန်တော်လीဟို file ထည့်လိုက်အောင်ပဲပြီးတော့ ban တာလည်းမရှိဘူးကျွန်တော်အရင်ဆော့ခဲ့တာ6လလောက်ရှိရပါတော့အဲ့ file နဲ့တော်တော်ဆော့လို့ကောင်းတယ်ဘယ်တဲ့နဲ့ကိုပဲကိုင်ကျွန်တော်တို့တနက် skin လေးပဲဖြစ်နေတာပေါ့နော်ဆိုတော့ထားလိုက်ပါတော့ကျွန်တော် mobile legend ကြောင်းနေတော့ပတ်ကြီးကြောင်းရောက်သွားတယ်ဆိုတော့နောက်ဗီဒီယိုမှာတွေ့မှာပေါ့နော်ဆိုတော့အဲ့ဒီ file ကိုလိုချင်ကြတဲ့လူတွေရှိရင်လည်းကျွန်တော်ကို comment မှာရေးခဲ့ပါကျွန်တော်လူတွေများရင်ကျွန်တော်အဲ့ဒီ file ကိုတင်မှဖြစ်ပါတယ်ဆိုတော့စကားတွေတော့ရှိမနေတော့ပါဘူးဆိုတော့ဘိုင်ဘိုင်ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမှာ brother တို့ဘိုင်ဘိုင်